အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဘောလုံးဝင်းသွားမှာပေါ့နော်ဘောလုံးဝင်းသွားပြီးတော့ဒီကျွန်တော်တို့လူထုကောင်ဆောင်ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့80ပြည့်ထိမ်းမှတ်ကမ်ပိန်းနေနဲ့ဘောလုံးအချက်80တော့တဲ့ဗီဒီယိုလေးလောက်မှာဖြစ်ပါတယ် Okay let's see